ယောက်ျားမိမကိုလေရှေ့ရေးသားဟောင်းကြောင်းပြပြပါလားရှင်တို့ဘယ်လိုပြတ်သွားလဲမိမသိချင်လို့ မင်းကွာမရှိမဆိုင်တာဘယ်လိုလဲ သူရှိရမှာလေဟိုတယောက်လေရှင်နဲ့အကြာကြီးတွဲခဲ့တဲ့တယောက် ဘယ်တယောက်လဲလို့မင်း သူရှိရမှာလေယောက်ျားလေဟိုပူပူနဲ့ဆောင်းကြပြဆိုတဲ့တယောက်လေ မင်းနာမည်ရောတော့တတိယငါတော့ပြီးရင်မင်းမဲပြဿနာလို့ပြီးရင်မင်းမဲရန်ရှာပါလေ မရှာပါဘူးယောက်ျားရဲ့ဒီမှာအားကြတဲ့မိမနဲ့တက်လုံးပေါင်းရမှာမိမသိချင်လားယောက်ျားရဲ့အကြောင်းတွေကိုအဲ့ဒါမျိုးမေးတာ ဟောပါမင်းပါလေနော်ပြီးရင်မင်းမဲအဲ့အကြောင်းကိုပြောပြီးတော့မပြီးနိုင်ဘူးစီးနိုင်ဖြစ်မှာ ပြောပါဦးဆိုယောက်ျားလေမိမလည်းမိမရေးသားဟောင်းနဲ့ဘယ်လိုပြတ်သွားဆိုပြောပြနင်ဘာကိစ္စဟိုကောင်မတင်တယ်မြအကုန်လုံးအသေးပေးထားတယ်ဟမ်နင်အသေးပေးရမယ်နင်သိမှာပေါ့ ဟာငါထဲမှာရှိတဲ့သူတွေကိုလုံးငါခဲတဲ့သူတွေကိုအသေးပေးတာဘာဖြစ်လို့ အဖို့မပြောနဲ့ तू ကလည်းနင်တင်တယ်မြ post တယ်မကောင်းနင် share တယ်မြနင် comment အစားကုန်သေးပေးတာ မဟုတ်တာလည်းမပြောနဲ့ နင်တို့ဘာကြံလဲဆိုငါသိပြီးသားနင်မဖောက်ပြန်တော့သိကြလား သိကြတယ် အဲ့ဒါနင်ဖုန်းပတ်ဆိုနင် Facebook ဆိုရှိသမျှအကုန်ပတ်ဆိုငါ့ကိုပေးတိုင်း ဖုန်းမှလာရ ကြိုက်တယ် စဉ်းစားလေနင်းလို့တနေ့တခြားပြဿနာရှာနေတဲ့မိန်းမလည်းငါဆက်ပြီးတော့တီးမခံနိုင်တော့ ငါလည်းဆယ်ခါပြတ်တယ်နင်ထက်တာတဲ့ကောင်ငါယူပြမှာ အေးပြက်ဟာ အော်ဒါမိမပြီးငါကြားလက်ပြောပြ ပြောပြ ပြီးရင်ရံမလို့အောင် လောက်ပါဦးယောက်ျားလည်းတိုင်းသိချင်လို့မရပါဘူး sorry ပါတဲ့ကိုနေနဲ့နောက်ကြတယ်နော် ဟိုအမြဲအဲ့လိုကြီးပဲ တားရဲ့နောက်ကြပါဘူးတဲ့ ဘာလို့နောက်ကြရမှာလဲဒီမှာနိုင်လေးလေးကြည့်အောင် မဲနိုင်ဝယ်ထဲပါ အော်ယောက်ျားအဲ့ကောင်ကလက်ကိုကင်တာပေါ့ဟလား မကိုင်ပါဘူးမဟုတ်ပါဘူးလို့ကွာမင်းကမပြောရတယ်ပြဿနာရှာရင်းနေမပြောတော့ဘာတော့ ပြောပါနောက်တာပါမိမရှောက်နောက်မယ်ပြသိချင်တယ် ဒီရော ဟိုအမြဲနောက်ကြနေတော့တဲမကြိုက်ဘူး ဟုတ်ပါဗျာနောက်ကြရနော် ဟဲ့လား ဒီနော်ရှိဟုတ်တယ် ရှင်အကောင်ကဖက်လိုက်တာပေါ့ မဖတ်ပါဘူးမင်းမ ရှင်ကမတဲလို့ခေါ်ပေါ့ ဟောပါဦးကွာမင်းကလေမင်းမဲပြောပြငါပြောပြနေတာလေ ကျမရှင်ကြီးသားနဲ့ရှင်နဲ့ဘလို့ပြတ်သွားလဲလို့မေးတာလေဘလို့အကြည့်ဆိုင်နေလဲလို့မေးရမဟုတ်ဘူးလေ မဟုတ်လေမင်းမရဲ့အဲ့အကြောင်းအရာကိုရောက်ဖို့ကကြတော့မင်းမကိုတစင်ရင်းစီစိတ်ရည်တယ်အောင်ပြောပြမင်းမနားလဲမှာပေါ့တွေ့မပြောတော့တော်ပြီ ရှင်တို့နှစ်ယောက်အကြည့်ဆိုင်နေတဲ့အခါမှာကျမကိုရက်ထားမှာပေါ့ဟုတ်လားကျေးဇူးပါတဲရယ်ဆိုတဲ့နားမှာကျမကိုရက်ထားလိုက်မှာပေါ့ဟုတ်လားဆက်မပြောတော့ဘူးပေါ့